ပြန်ရရင်လူတွေရစီရမယ်အကုန်လုံးဒီလေးပြောင်းလုံးမှာဆယ်သွားပြီလားအဲ့တော့ဒီဘက်ကပထမရှိမှလည်းဖြစ်နေတယ်အဲ့ဒါချင်းတို့လုပ်နေတယ်ဆရာမင်းလည်းပဲဖြစ်တယ်အဲ့ဒါမခရုံးပေါ့သူကပြောရလေလောလောလေးလောကောက်တယ်နော်လောလောလေးအချိန်ပြီးခွေးရှိတဲ့အချိန်တာအဲ့ဒါတခုလည်းမရဘူးအကုန်ထဲမှာရ ဒီကလောလောလေး ကျိုးဒီလိုခောက်ပြီးထည့်လိုက်လေတာရဲ့အဲ့လိုခောက် ဒီချက်တာလောလောလေး ချက်အဲ့လိုချက် ချက်တာလာရလောလောလေး လွယ်လေးဆိုတော့လေ ပြောရင်လည်းငယ်နေရတယ်ခုမှနေတယ် ဘာပဲပြောပြော10မိနစ်လောက်တော့ငြိမ်သွားတာ ချက် concentration 10မိနစ်လောက်တော့ရ ဟုတ်ပါရဲ့။နောက်ပြောမှာလည်း